အားလုံးပဲမင်္ဂလာပါတမူထူး Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့်ခေါင်းစဉ်လေးကတော့ Digital Art နဲ့ AI နုပညာခေတ်သစ်ကမ္ဘာရဲ့စုပ်ချက်များဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်သင်ဟာပကြီးမဆွဲတတ်လို့ဒါမှမဟုတ်အနုပညာဗီဇမပါဘူးဆိုပြီးကိုသတ်မှတ်ထားဘူးပါသလားအရင်ခေတ်ကအနုပညာဆိုတာစုပ်တံကိုင်နိုင်သူတွေဂီတတူရိယာတီးခတ်နိုင်သူတွေရဲ့တီးသက်နယ်မြေလို့ထင်ခဲ့ကြပေမဲ့အခု2026မှာတော့အားလုံးပြောင်းလဲသွားပါပြီ။သင်ရဲ့စိတ်ကူးရဲ့ကဘာကိုစာသားလေးတစ်ကြောင်းနဲ့ပုံဖော်နိုင်တဲ့ခေတ်ကိုရောက်နေပါပြီ။ဒါဟာအနုပညာရဲ့နှိကုံးလားဒါမှမဟုတ်အဆုံးမရှိတဲ့အစပြုခြင်းလားဆိုတာဒီဗီဒီယိုမှာအတူတူနားထောင်ကြည့်လိုက်ရအောင်နော်။နံပါတ်1အနေနဲ့အနုပညာဆိုတာဘာလဲအနုပညာဆိုတာခန်းစားချက်ကိုပုံဖော်ခြင်းဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကြောက်နိုင်ရံတွေပေါ်မှာဆွဲခဲ့တဲ့ပကြီးတွေကနေဒီနေ့ခေတ်တက်ဘလက်ပေါ်က digital art တွေအထိပုံစံမျိုးမျိုးပြောင်းလဲခဲ့ပါတယ်ခုဆိုရင်အနုပညာဟာပြရိုက်ထဲမှာပဲရှိနေတာမဟုတ်ပဲကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင်တွေပေါ်မှာနေ့စဉ်ထိတွေ့နေရတဲ့အရာဖြစ်လာပါတယ်အသက်အရွယ်ကြီးရင်သူတွေအတွက်ဒါဟာအံ့ဩစရာနည်းပညာသစ်ဖြစ်တယ်လို့လူငယ်တွေအတွက်တော့ဒါဟာသူတို့ရဲ့စိတ်ကူးတွေကိုအကောင့်ထဲပေါ်တဲ့လက်နက်တစ်ခုဖြစ်နေပါပြီနံပါတ်1အနေနဲ့ AI ကအနုပညာရှင်တွေကိုအစားထိုးမှလားဆိုတဲ့မေးခွန်းကိုဖြေရရင်လူတော်များများစိုးရိမ်နေကြတာ AI ကလူတွေရဲ့နေရာကိုယူသွားမှလားဆိုတာပါပဲတကယ်တော့ AI ဆိုတာအနုပညာရှင်ကိုအစားထိုးဖို့တဲ့အနုပညာရှင်ရဲ့စူပါစုတ်တန်တစ်ခုဖြစ်လာတာပါဥပမာနိုင်ပေါင်းများစွာအချိန်ပေးရမယ် background အရောင်ချဲတာမျိုးကို AI ကစက္ကန့်ပိုင်းတွင်ကူညီပေးနိုင်ပါတယ်ဒါကြောင့် creator တွေဟာအသေးစိတ်အလုပ်တွေမှာအချိန်ကုန်မခံတော့ပဲဘလို့စမ်းသစ်တဲ့စိတ်ကူးမျိုးထုတ်မလဲဆိုတဲ့ creative thinking ဘိုင်းကိုပို့ပြီးတော့အာရုံစိုက်လာနိုင်ပါတယ်အသက်အရွယ်မရွေးဖန်တီးနိုင်တဲ့ခေတ်သစ်အနုပညာအကြောင်းပြောရမယ်ဆိုရင်ဒီနေ့ခေတ်အနုပညာရဲ့ထူးခြားချက်ကအတားအဆီးမဲ့ခြင်းပါပဲအသက်80အရွယ်အဖိုးအဖွားတွေဟာလည်း AI tools တွေကိုသုံးပြီးသူတို့ငယ်ငယ်ကအမှတ်တရတွေကိုပုံပြင်စာအုပ်လေးတွေအဖြစ်ဖန်တီးနိုင်လာပါတယ်ကလေးငယ်တွေကလည်းသူတို့အိမ်မက်ထဲကဂျိုသားရုပ်လေးတွေကို 3D ဖြစ်ပုံဖော်နိုင်လာတယ်အနုပညာဟာကျွမ်းကျင်မှုထက်စိတ်ကူးစိတ်တမ်းအပေါ်မှာမူပြီးအခြေခံလာတာကြောင့်အရွယ်ဆုံးစိတ်ဝင်စားစရာနယ်ပယ်တစ်ခုဖြစ်လာပါတယ်နံပါတ်4အနေနဲ့ digital economy နဲ့အနုပညာရဲ့တန်ဖိုးကိုပြောရမယ်ဆိုရင်ကိုဖန်တီးလိုက်တဲ့အနုပညာလက်ရာတစ်ခုကို NFT ဖြစ်ရောင်းချတာ social media မှာ content ဖြစ်တင်ဆက်တာတွေကဝင်ငွေရှာနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိလာပါတယ်ဒါဟာဝါသနာကိုအလုပ်ကိုင်ဖြစ်ပြောင်းလဲပေးနိုင်တဲ့ creator economy ရဲ့အစိတ်ပိုင်းတစ်ခုပါပဲအချုပ်အားဖြင့်ပြောရရင်အနုပညာဆိုတာကန့်သက်ချက်တွေမရှိတော့ပါဘူးနည်းပညာကကျွန်တော်တို့ရဲ့လက်တွေ့ကိုပို့ပြီးတော့ရှေ့လျားစေခဲ့တယ်လို့စိတ်ကူးတွေကိုလည်းပို့ပြီးကျေပြန့်စေခဲ့ပါတယ်သင်ကရောသစ်စိတ်ထဲမှာရှိနေတဲ့ကဘာလေးကိုဘယ်လိုပုံဖော်ဖို့စဉ်းစားထားလဲ AI ကိုသုံးပြီးတစ်ခုခုဖန်တီးကြည့်ဖို့အစီအစဉ်ရှိလားဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လုပ်ပေးခဲ့ဖို့နဲ့အနုပညာနဲ့နည်းပညာအကြောင်းတွေကိုဆက်လေ့လာခြင်းရင် subscribe လုပ်ထားဖို့တော့မမေ့ပါနဲ့အောင်နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်